ဒီ podcast ကိုလုပ်ရရဲ့ချက်ကပေါ့ကျွန်တော်တို့အရင်တော့ Facebook ပေါ်မှာ thoughts ဆိုတဲ့နာမည်နဲ့စာလေးရေးခဲ့တယ်ဒီအတွေးတွေအကြောင်းတွေသိပ္ပံအကြောင်းတွေဘာသာရေးအကြောင်းတွေနိုင်ငံရေးအကြောင်းတွေအစုံပေါ့ဗျာဒီလိုမျိုးကျွန်တော်တို့admin အဲ့တုန်းကလည်း 3-4 ယောက်ရှိတယ်အဲ့ 3-4 ယောက်နဲ့အတူရေးခဲ့တယ်နောက်ပိုင်းadmin တွေကလည်းသူ့အလုပ်နဲ့သူ့ကျောင်းကိစ္စနဲ့သူမအားကြတော့တဲ့အခါကျတော့ကျွန်တော်နဲ့ admin နောက်တစ်ယောက်နဲ့2ယောက်ပဲကျန်ခဲ့ပြီးတော့ဒီ page လေးကိုဆက် run နိုင်လို့ကျွန်တော်တို့စူးစမ်းခဲ့ပါသေးတယ်ဒါပေမဲ့နောက်ပိုင်းဘယ်လိုမှမဖြစ်နိုင်တော့တဲ့အချိန်မှာစာရည်လည်းဆက်မရေးနိုင်တော့ပဲဒီ page ကိုဒီတိုင်းပဲထားခဲ့လိုက်ရတယ်ပေါ့ဒါပေမဲ့ page ကတော့ဒီတိုင်းပဲရှိနေတော့မယ်စာရည်တွေတော့ဖတ်ကြည့်လိုက်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်စဉ်းစားလိုက်တာဒီလိုမျိုးစာမရေးနိုင်တော့တဲ့အချိန်မှာပေါ့အခုခေတ်စားနေတာကလည်းဒီလို podcast တွေ audio file တွေခေတ်စားနေတော့ကျွန်တော်တို့ရေးခဲ့တဲ့ဒီအကြောင်းအရာလေးတွေကိုဒီလိုမျိုးအလွယ်လင့်တကူနားထောင်လို့ရအောင် podcast ပုံစံမျိုးလေးလုပ်ကြည့်မလားဆိုပြီးတော့ကျွန်တော်စဉ်းစားပြီးတော့ဒီ podcast လေးကိုဆက်လုပ်လိုက်ရခြင်းဖြစ်ပါတယ်ပထမဦးဆုံးတော့ကျွန်တော်ဒီ podcast မှာကျွန်တော်ကိုယ်တိုင်ရေးခဲ့တဲ့ဒီအတွေ့အများပေါ့ပြန်လဲတွေးတောခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကအကြောင်းအရာလေးတွေနဲ့ကျွန်တော်စကြင်ပါတယ်ဒီ Facebook page မှာကျွန်တော်ရေးခဲ့တုန်းကလည်းဒီအကြောင်းအရာလေးနဲ့ပဲစရေးတာဆိုတော့နာမည်ဒီ Facebook page နာမည်နဲ့လည်းလိုက်အောင်ဒီအကြောင်းအရာလေးတစ်ခုလည်းကျွန်တော်ဆွေးနွေးရလဲပို့လွယ်တဲ့အကြောင်းအရာလေးတစ်ခုလည်းဖြစ်တာအကြောင်းကျွန်တော်ဒီအကြောင်းအရာလေးနဲ့ပဲစလိုက်ကြပါတယ်ကဲအဲ့ဆိုကျွန်တော်စလိုက်ရအောင်ကျွန်တော်အခုပြောချင်တဲ့ဟာကတော့ကျွန်တော်တို့ရဲ့အတွေးတွေပေါ့နော်ကျွန်တော်တို့တွေကတွေးကြတယ်ဗျတွေးကြတယ်ဆိုတော့လူတိုင်းတွေးနေကြတာပဲတချို့ဆိုရင်ထိုင်ပြီးတွေးနေတဲ့လူတွေလည်းရှိတယ်တချို့အလုံးလုံးနေရင်းနဲ့လည်းကိုကဘာမှမတွေးဘူးလို့ထင်မဲ့လေကိုကဘာမှမတွေးဘူးလို့ထင်နေတာတော့မှတွေးနေတာတွေလည်းရှိနေတာပဲဒါတော့ပြောမယ်ဆိုရင်ဒါလူတိုင်းအတွေးရှိကြတယ်အတွေးပေါင်း16000ပေါ့ဗျာဒီမှာပြောရရင်ဒါမြန်မာစကားတော်တော်ကောင်းတယ်အတွေးတော့16000အတွေးပေါင်း16000နဲ့တကယ်လည်းကျွန်တော်တို့သိပ္ပံပညာရှင်တွေလေ့လာချက်အရလူတစ်ယောက်ဟာတစ်နေ့ကိုအတွေးပေါင်း6000ကနေ8000လောက်ထိအောင်သူကတွေးတောနေတတ်တယ်လို့ဆိုတယ်ခင်ဗျအဲ့တော့လူတစ်ယောက်ကအတွေးပေါင်း9000နီးပါးပေါ့နော်ပြန်ချလိုက်9000နီးပါးဆိုတာဒါနည်းတဲ့ပမာဏတော့မဟုတ်ဘူးဗျတစ်စက္ကန့်ကိုအတွေးတစ်ခုနီးပါးရှိနေတာပေါ့နော်ပြောရမယ်ဆိုရင်ဒါပေမဲ့အဲ့အတွေးတွေအကုန်လုံးကတကယ်ရောကိုယ့်အတွက်အရေးပါလားကျွန်တော်တို့ဒီတွေးနေတဲ့အတွေးတွေအကုန်လုံးကကျွန်တော်တို့အတွက်အရေးပါတဲ့အတွေးတွေရောဟုတ်ရဲ့လားပေါ့ဒီလိုစဉ်းစားကြည့်လိုက်ပြန်တော့လေဒီအတွေးတွေကအရေးပါတဲ့အတွေးဟုတ်မနေတဲ့အပြင်ကိုတချို့အတွေးတွေကကိုယ်စိတ်ဖိစီးမှုတော့ပို့ပြီးတော့ဖြစ်စေတတ်တာကိုတွားတွေ့ရတယ်ဒီအတွေးအများစုပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူတွေကဒီ mental habits တခုရှိတယ်ဗျလူတွေကဒီကိုယ့်ရဲ့ကြုံလာမဲ့အန္တရာယ်တွေကိုကာကွယ်ဖို့အတွက်အဆိုးမြင်တတ်ကြတာများတယ်ဒါလူတိုင်းပါပဲဒါကိုစိတ်ပညာမှာတော့ negativity bias လို့ခေါ်တာပေါ့နော်စိတ်ညစ်စရာတွေကိုကိုယ်ကကြိုပြီးတွေးတောထားတတ်ကြတယ်ဒါ risk ကိုကာကွယ်တဲ့ပုံစံမျိုးလို့လည်းပြောလို့ရတယ်ဒါပေမဲ့ဒါကလူတိုင်းဖြစ်နေတာပေါ့ဥပမာလုံးစရာကိစ္စတစ်ခုကြုံလာပြီဆိုလို့ရှိရင်ဘလို့ negative result တွေရှိမလဲဆိုတာကိုကိုယ်အရင်ဆုံးတွေးမိတတ်တယ်ဒါကိုရှောင်လို့ရအောင်ဆိုပြီးတော့ဒါ survival လုပ်လို့ရအောင်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့ negative result တွေကိုကြိုပြီးတွေးနေပြီးတော့လူတွေကစိုးရင်ပူပန်စိတ်တွေကသူတို့စီမှာပို့ပြီးတော့များလာတယ်ကိစ္စတစ်ခုကိုလုပ်တော့မယ်ဆိုရင်စိုးရင်ကြတွေကပို့ပြီးများလာတယ်စိုးရင်တက်တဲ့လူတွေအတွက်ဆိုပိုဆိုးတာပေါ့ဒီစိုးရင်စိတ်တွေနဲ့ပဲသူတို့မှာဖိစီးနေပြီးတော့ stress တွေဖြစ်လာတယ်ရောအဲ့တော့သူတို့စီမှာ tension တွေဖြစ်လာတယ်ဒီအမားကိုလုံးမိမှာစူးလာတယ်အဲ့တော့အဲ့အတွေးတွေကပဲသူတို့ကိုပြန်ပြီးလွှမ်းမိုးသွားပြီးတော့သူတို့စိုးရိမ်နေတဲ့အဲ့အမားကိုသူတို့ကပြန်လုံးမိသွားတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ငယ်တုန်းကကျောင်းမှာစာမွေးဖြေကြတယ်စာမွေးဖြေကနီးမြင်ဖြေနိုင်ပါမလားဘာဖြစ်အောင်မလဲဆိုရဲစိုးရိမ်လာတတ်ကြအဲ့တော့တချို့တွေဆိုလို့ရှိရင်အဲ့စိုးရိမ်စိတ်တွေကများနေပြီးတော့စာလည်းကောင်းကောင်းမကြက်နိုင်အဲ့ကြတော့စာကောင်းကောင်းမကြက်နိုင်တော့ result ကလည်းကောင်းကောင်းမထွက်လာတော့ဘူးသူတို့အဲ့လိုစိုးရိမ်နေတာကပဲသူတို့စိုးရိမ်နေတဲ့စိတ်ကြောင့်ပဲသူတို့တကယ်စိုးရိမ်နေတဲ့အရာကြီးဖြစ်လာအောင်အဲ့လိုပုံစံမျိုးတွေဖြစ်တတ်တယ်ပေါ့ဒီတော့ဒီ mental habit တွေကိုကျွန်တော်တို့ကပြင်ဖို့တော့လိုတယ်ခင်ဗျ
ဒီစိုးရင်စိတ်လေးရှော့ချဖို့လိုတာပေါ့နော်ဒီအတွေးတွေကိုစိုးရင်တဲ့အတွေးတွေကိုရှော့ချဖို့လိုပါတယ်ပြီးတော့ဒီအတွေးပေါ်မှာကျွန်တော်တို့ကကွဲပြားသွားသေးတယ်တချို့တွေကအကောင်းမြင်တယ်တချို့တွေကြတော့လည်းအဆိုးမြင်တယ်ဒီအကြောင်းအရာတစ်ခုတည်းပေါ်မှာပဲဒီအကောင်းမြင်တဲ့လူအဆိုးမြင်တဲ့လူဆိုပြီးတော့ကွဲဘူးတယ်ခွဲကြတယ်ပေါ့နော်ကျွန်တော်ငယ်ငယ်ကနားထောင်မှုခဲ့တဲ့တရားလေးတစ်ပုဒ်ရှိရဲ့အဲ့တရားမှာဆရာတော်တပါးပြောသွားတာပေါ့နော်လူတယောက်ကရုံးကနေပြီးမောမောပန်းနဲ့ပြန်လာတယ်အဲ့မှာသူ့အတွက်လိမ္မော်ရည်လေးတစ်ခွက်ကိုအိမ်ကချထားပြီးခြံထားပြီးတယ်ပေါ့ပြောရမယ်ဆိုရင်ခြံထားပြီးတယ်လိမ္မော်ရည်ခွက်လေးမှာလိမ္မော်ရည်ကခွက်တစ်ဝက်လောက်ပဲကျန်တယ်ပေါ့အဲ့လိုပုံစံမျိုးခြံထားပြီးတယ်အဲ့မှာအကောင်းမြင်တဲ့လူကအဲ့လိမ္မော်ရည်ခွက်လေးလက်မြင်ရောဟာငါမောမောပန်းနဲ့ပြန်လာတာ哦ဒီမှာလိမ္မော်ရည်ခွက်လေးဖန်ခွက်ဝက်လောက်ရှိနေတာဒါတောက်လိုက်ရအမောပြေသွားတယ်ဆိုပြီးစိတ်ကဖြစ်ပေမဲ့အဆိုးမြင်တဲ့လူကြတော့ဒီလိမ္မော်ရည်ခွက်ကတဝက်ပဲငါ့ကိုခြံထားပြီးတယ်ငါတနေ့ကုန်ဒီမှာဟောပဲလုံးနေရတာဆိုပြီးတော့ဖြစ်သွားရောဒါအချင်းချင်းတစ်ခုတည်းပေါ်မှာဟိုပဲလူတွေကအကောင်းမြင်စိတ်နဲ့အဆိုးမြင်စိတ်ဆိုပြီးဖြစ်နေတာပါဟိုပြောပြတာပါအဲ့တော့ခုနကစိုးရင်ပူပန်စိတ်တွေဆိုတာလည်းအဲ့လိုပဲစိုးရင်ပူပန်တတ်တဲ့လူကပို့ပြီးတော့စိုးရင်ပူပန်စိတ်တွေများပြီး negative အတွေ့တွေပိုဝင်လာတတ်တယ်ဆိုတာကိုပို့ပြီးတတိထားမိဖို့လိုတယ်ဒီစိုးရင်ပူပန်စိတ်တွေနဲ့ဒီ negative thoughts တွေကကျွန်တော်တို့ရဲ့တနေ့တာဟိုလေသူကလွှမ်းမိုးနိုင်သေးတယ်ဥပမာကျွန်တော်တို့မနက်ခင်းမှာအလုပ်သွားဖို့ကားမတိုင်မှာပဲစားဆောင်နေတယ်ပဲထားပါတော့ကားလို့သွားတယ်အဲ့ချိန်မှာပဲအကောင်းမြင်စိတ်ရှိရဲ့လူကကားလို့သွားလဲငါဒီမှာ podcast လေးနားထောင်လိုက်မယ်စာလေးဖတ်လိုက်မယ်ပြီးရင်ဆက်ဆောင်လိုက်မယ်ဆိုပြီးတော့သူ့အတွက်ဒါဒီစာလေးဖတ်ဖို့အချိန်လေးတစ်ခုရသွားတယ်ဒါလေးနားထောင်ဖို့အချိန်လေးရသွားတယ်ဆိုပြီးတော့ခံယူလိုက်ပြင်မဲ့အဆိုးမြင်စိတ်ရှိရဲ့လူကြတော့ဒီကားကလည်းနောက်ကျလို့အလုံးနောက်ကျပြီးစိတ်ကိုကောင်းလိုက်တာနေလုံးအလုံးတွေပြတ်တော့မှာပဲဆိုပြီးဖြစ်လာတဲ့စိတ်နဲ့အိမ်မှာစာပြီးဒေါသတွေထွက်စိတ်ညစ်စရာအတွေးတွေကိုဇက်တိုက်တွေးနေပြီပါအချိန်ကြီးအတူတူပဲဒါကားနောက်ကျတာပဲသူလည်းကားနောက်ကျတယ်ကိုလည်းကားနောက်ကျတယ်ဒါပေမဲ့စိတ်မထားတတ်တဲ့လူကတနေ့ကုန်အဲ့အတွေးတွေရဲ့လွန်မှုမှုအခမ်းရပြီးအဲ့ဒါတွေအဲ့အတွေးတွေဖိစီးပြီးတော့ကိုဒီတနေ့တာလုံးကအဆင်မပြေဘူးဖြစ်သွားတတ်တယ်ဒါမတွေးဘူးလားမတွေးလို့ရလားဆိုတော့လည်းမရဘူးကျွန်တော်တို့ရဲ့အတွေးတွေကဒါကျွန်တော် background music တခုဖွင့်ထားတာနဲ့တူတယ်သိရမလားကျွန်တော်အလုပ်တစ်ခုလုပ်လိုက်ပြီဆိုလို့ရှိရင်နောက်ကနေအလုပ်တစ်ခုလုပ်နေတဲ့အချိန်မှာကျွန်တော်တို့ music လေးဖွင့်ထားတယ်တခြင်းလေးတစ်ခုဖွင့်ထားတယ်စစချင်းမှာတော့ဒီတခြင်းလေးနားထောင်နေနောက်ပိုင်းကျအလုပ်တွေများလာတဲ့အချိန်တခြင်းလို့လည်းအယုံမဆိုင်နိုင်တော့ဘူးဒါပေမဲ့အဲ့ music ကမရှိဘူးလားဆိုတာတော့ရှိနေတော့မယ်အနောက်မှာသူကနေသူလည်းတပုတ်ပြီးတပုတ်လည်းပဲအတွေးတွေကလည်းအဲ့လိုပဲကိုကတွေးနေတယ်မတွေးဘူးလို့ကိုကတွေးမနေဘူးလို့ကိုထင်နေမှလည်းမဟုတ်ဘူးဒီ noise တွေက mental noise လို့ခေါ်မယ်အဲ့ဒါတွေကကိုရဲ့ background မှာသူနဲ့သူကိုတွားနေတော့မယ်အဲ့အတွေးတွေအဲ့လိုမျိုးရှိနေတော့မယ်အဲ့တော့ကျွန်တော်တို့အဲ့အတွေးတွေထိန်းချုပ်ဖို့အတွက်ဆိုလို့ရှိရင်တတိလေးကပ်ဖို့လိုတယ် mindfulness ပေါ့နော်အဲ့အတွေးတွေဝင်လာတဲ့အခါအဲ့အတွေးတွေကိုတတိလေးကပ်ပြီးကြည့်လိုက်အဲ့ဆိုလို့ရှိရင်ဒီဟာငါတွေးနေတယ်အဲ့ကြရင်ကိုကမကောင်းတဲ့အတွေးဆိုရင်လည်းမကောင်းတဲ့အတွေးတွေဖြစ်နေပြီဆိုပြီးပိုသိရတယ်အခုနကတော့လို့အချိန်မျိုးဆိုရင်လည်းအဲ့လိုသတိကပ်ကြည့်လိုက်ပြီဆိုလို့ရှိရင်ဒေါသထွက်နေတဲ့အချိန်မှာထားလိုက်ပါတော့သတိကပ်ကြည့်လိုက်ပြီဆိုလို့ရှိရင်ငါအခုဒါကိုဒေါသထွက်နေတာပဲဆိုပြီးတော့သိလိုက်ရတဲ့အချိန်မှာအဲ့ဒါလျှော့သွားပြီဒါဒီ mental noise ကို short ချတဲ့နည်းလမ်းတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါသတိကပ်တာပေါ့နော်ဒုတိယနည်းလမ်းကတော့ဒီအတွေးတွေကို positive input တွေထည့်ပေးတာအတွေးတွေကိုကျွန်တော်တို့ထိန်းချောင်းလို့ရတယ်ခင်ဗျာမရတာမဟုတ်ဘူးဥပမာထားလိုက်ပါတော့မနေ့အဲ့ရထထချင်းမှာကျွန်တော်တို့ဖုန်းလေးပုတ်လိုက်မယ်Facebook ကြည့်လိုက်မယ် Facebook ဆိုတာလည်းပြောရရင်တကယ်တမ်းပြောရရင်ဒါပျော်ရွှင်ဖို့ဆိုတာဒါကိုကြည့်လိုက်လို့ရှိရင်ဟိုကဘာဖြစ်နေပြီဟိုမှာဘာပွဲဖြစ်နေပြီဒီမှာဘာပွဲဖြစ်နေပြီဖြာခင်းဖို့စိတ်ညစ်စရာသတင်းတွေဒီအငင်းခုန်တွေပွဲတွေကပဲပုံများနေတာအဲ့တော့မနေ့နိုးထားခြင်းမှာအဲ့ဒါကြီးကြည့်ပြီးတော့ကိုမကြိုက်တဲ့အကြောင်းအရာတွေ့ပြီဆိုလို့ရှိရင်အဲ့အကြောင်းကြီးအဝင်ဝါဟောကိုကောင်းတယ်ဒါ negative input ကိုစီကိုထည့်လိုက်တာနဲ့အတူတူပဲဖြစ်သွားပြီ
အဲ့ရနဲ့ပဲအဲ့မှာစိတ်ကမကြည်ဘူးဖြစ်သွားပြီးတော့တနေ့တာဘလုံးစိတ်မကြည်ဘူးဖြစ်နေတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အဲ့ကြောင့်ပေါ့စိတ်ရောက်နေသွားလည်းဖြစ်နိုင်တယ်ဒါ input တစ်ခုထည့်လိုက်တာပဲကိုယ့်ရဲ့အတွေ့အကြုံအဲ့လိုမှဖြစ်အောင်လို့ကျွန်တော်တို့က positive input တွေထည့်ပေးဖို့လိုတယ်ဥပမာအဲ့လိုမျိုး social media မကြည့်ဘူးပေါ့ဗျာအဲ့ရနိုးချင်းမှာအဲ့လိုဟာမျိုးတွေကြည့်မဲ့အစားကျွန်တော်တို့စောက်လေးတို့ဖတ်လိုက်တာပဲဖြစ်ဒါဗုဒ္ဓဘာသာဆိုရင်လည်းတရားနာလိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းကိုကြိုက်တဲ့တခြင်းလေးနားထောင်လိုက်တာပဲဖြစ်ဖြစ်ဒါမျိုးလေးလုပ်ပေးလို့ရတယ်ဒါကျွန်တော်တို့စိတ်ကိုကျွန်တော်တို့နိုးလာခြင်းတိတိလိုက်ခြင်းအချိန်မှာကျွန်တော်တို့ positive input တွေထည့်ပေးလိုက်တာပဲအဲ့လိုနည်းနဲ့လည်းကျွန်တော်တို့ရဲ့စိတ်အတွေးရင်ကြောမှာရှိတဲ့ mental noise တွေကိုကျွန်တော်တို့ short ချလို့ရတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ self talk ပဲကိုယ့်ကိုပြန်အားပေးတာကိုယ့်ကိုပြန်အားပေးတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ကိုယ့်ကို motivate ဖြစ်အောင်ကိုယ့်ကို confident ရှိလာအောင်ကိုယ့်ကိုပြန်အားပေးတာဒါလုပ်လို့ရပါတယ်ဒါငါတို့တော့ဒါအတွေ့အကြုံတစ်ခုပဲအဲ့လိုမျိုးတွေကိုကတွေးလိုက်တယ်ဆိုလို့ရှိရင်ကိုယ့်နဲ့ကိုယ်လည်းယုံကြည်မှုရှိပါတယ် motivated လည်းဖြစ်သွားတယ်အဲ့လိုဆိုရင်လည်းကျွန်တော်တို့မှာရှိတယ်ဝင်လာမဲ့ဒီမကောင်းမြင်တဲ့စိတ်တွေခုနကပြောခဲ့တယ်ပေါ့နော်ဒီစိတ်ထဲကိုဝင်လာမဲ့စိုးရင်ပူပန်စိတ်တွေကိုလည်းဒါရှော့ချပေးလို့ရတယ်လို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အတွေးတွေကကျွန်တော်တို့ရဲ့ယုံကြည်မှုနဲ့ကျွန်တော်တို့ရဲ့အပြုမှုတွေကိုတော်တော်လေးလွှမ်းမိုးနိုင်တယ်လို့ပြောလို့ရပါတယ် What you think is what you get အဲ့ဘာတွေးလဲအဲ့တိုင်းမင်းရရှိမှာပဲအဲ့တော့ပဲဗုဒ္ဓဘာသာမှာဆိုရင်လည်းဒါစိတ်ဓာတ်ရှင်စောဘုရားဟောဆိုပြီးတော့ရှိသေးတယ်မဟုတ်ဘူးလားနော်ဒါစိတ်ကအဓိကပဲကျွန်တော်တို့စီမှာစိတ်ကအရာကိုဥဆောင်နိုင်တယ်ဒီစိတ်ထဲကအတွေးတွေကောင်းရင်ကောင်းတဲ့ရလဒ်တွေထွက်လာမှာဖြစ်ပြီးတော့မကောင်းရင်တော့မကောင်းတဲ့ရလဒ်တွေပဲရလာမှာပေါ့ဒါကြောင့်ခင်ဗျားတို့ရဲ့ဘဝတွေမှာလည်းဒီကောင်းမွန်တဲ့အရာတွေပျော်ရွှင်စရာတွေဖြစ်လာဖို့အတွက်ဆိုလို့ရှိရင်ဒီနေ့ကစပြီးတော့ပဲဖြစ်ဖြစ်ဒီအခု post လေးဆုံးတဲ့အချိန်မှာပဲဖြစ်ဖြစ်အခုအချိန်ရပဲစပြီးတော့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ထဲမှာကောင်းတဲ့အတွေးလေးတွေကိုပဲများများတွေးတတ်လာအောင်များများတွေးမိအောင်လေ့ကျင့်ပေးကြဖို့ပဲလိုမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ကျွန်တော်ဒီနေ့ပြောတဲ့ဒါကောင်းတဲ့အတွေးခေါ်တွေကိုတွေးသင့်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောတာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုဒီလောက်နဲ့ပဲကျွန်တော်ဒီနေ့တော့ရက်လိုက်ပါဦးမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းဒီနေ့မှစပြီးဒီ podcast လေးစလုပ်တယ်ဆိုတော့အများကြီးလည်းကျွန်တော်မလုပ်ချင်ဘူးဘယ်လို feedback မျိုးတွေရှိအောင်မလဲဘယ်လိုမျိုးတွေလာအောင်မလဲဆိုတာလည်းကျွန်တော်သိချင်သေးတယ်အဲ့တော့ကျွန်တော်တို့ဒီဟာကိုဒီနေ့တော့ဒီလောက်နဲ့ပဲဆုံးသက်မယ်တကယ်လို့ဆွေးနွေးချင်တာရှိတယ်ပြောချင်တာရှိရဆိုလည်း comment မှာဝင်ပြောသွားလို့ရပါတယ်အဲ့ကြရင်အဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့လည်းကျွန်တော်နောက်နေ့တွေမှာထပ်ပြီးတော့ဆွေးနွေးသွားဖို့လည်းအစီအစဉ်ရှိပါတယ်ကျွန်တော်တို့ page ကမရနိုင်တော့ပဲကျွန်တော်ဒီ podcast လေးကိုပြန်လုပ်ဖို့စီစဉ်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုဆက်လက်အားပေးဖို့လည်းကျွန်တော်ကတောင်းဆိုချင်ပါတယ်ပေါ့နော်အားလုံးလည်းဒီနေ့ရက်လေးတွေမှာစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးအရာရာအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ပြန်ဆောင်ရတာပေါ့နောက်တစ်ခါ